သမီးဟာโอเคသမီးကိုလာဆိုရဒီနေ့10ကနေနဲ့ခုကနေမြောက်တာလေးကိုစိတ်တော့ခိုင်းမယ်ရမလားโอเคရဆိုသမီးရေတွက်မယ်နော်36အမြောက်8သမီးလေးရေးလိုက်တာ288ဒါဆိုရင်ဖြေမှန်တယ်နော်49မြောက်နှစ်ကကြတော့94ရတယ်ဒါဆိုရင်သမီးရေးတဲ့အဖြေမှန်ပါတယ်39အမြောက်3ပုံစံလေးကိုသမီးဘယ်လောက်ရလဲကြည့်မယ်နော်119အဖြေမှန်ပါတယ်66အမြောက်5ကြတော့သမီးလေးရေးလိုက်တာက330ဒါဆိုရင်ဖြေမှန်ပါတယ်34အမြောက်6ပုံစံလေးကိုသမီးလေးအဖြေမှန်အောင်တွက်နိုင်တော့မလားဆိုတာအတူတူကြည့်လိုက်ရအောင်โอเคရန်တော့နော်သမီးလေးတွက်တာကလုံးမှန်ပါတယ်